living together ဆိုရဲထိလွယ်ရှလွယ် topic ပေါ့လွန်ခဲ့တဲ့နှစ်30လောက်20ကျော်လောက်ကဒီ topic ဟာကျွန်တော်တို့နိုင်ငံအတွက်အရန် sensitive ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်နာမည်ညီပါ conflict နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စကားတွေပြောခဲ့ကြတယ်ဝေငှခဲ့ကြတယ်ပေါ့လေကျွန်တော် conflict နဲ့ပတ်သက်ပြီးတော့ seminar လေးတစ်ခုတက်ဖူးတယ်အဲ့မှာကျွန်တော်က participant ပေါ့နော်အဲ့လို participant ဘဝနဲ့တက်ခဲ့တဲ့ကာလမှာကျွန်တော်တို့ကဘယ် topic ကိုဆွေးနွေးကြလဲဆိုတော့ living together ဆိုရဲထိလွယ်ရှလွယ် topic ပေါ့လွန်ခဲ့တဲ့နှစ်30လောက်20ကျော်လောက်ကဒီ topic ဟာကျွန်တော်တို့နိုင်ငံအတွက်အရန် sensitive ဖြစ်ပါတယ်အဲ့တော့အဲ့ဒီလို sensitive ဖြစ်တဲ့ topic ကိုကျွန်တော်တို့ဟာဆွေးနွေးကြတာဖြစ်ပါတယ်ဆွေးနွေးတော့ဘာသာတွေ့ရလဲဆိုတော့ကြိုက်တဲ့အဖွဲ့ရှိတယ်လုံးဝခါတီးတီးညင်းတဲ့အဖွဲ့ရှိတယ်ကြိုက်တဲ့အဖွဲ့ကိုခါတီးပြီးညင်းတဲ့အဖွဲ့ကဘယ်လိုမြင်လဲဆိုတော့ဒါဟာလိမ်ပိုင်းဆိုင်ရာဖောက်ပြန်မှုလို့မြင်ပါတယ်အဲ့တော့ဒီဘက်ကliving together ကိုထောက်ခံတဲ့အဖွဲ့အကြောင်းလေဟိုဘက်ကခါတီးဆိုတာညင်းတဲ့လူတွေကို very conservative လို့မြင်ပါတယ်ရှေးယူဆွဲသမားတွေလို့မြင်ပါတယ်အဲ့တော့အဲ့ဒီမှာပဲကျွန်တော်တို့ဟာညှိဖို့အတွက်ပြိပခအတွင်ဆောင်လာတာကိုဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့ရဲ့ trainer ဆရာကကဲညှိနှိုင်းကြဆိုပြီးတော့ကျွန်တော်တို့ကိုဒီနှစ်ဖွဲ့ကိုပေးတွေ့လိုက်ပါတယ်အဲ့တော့ကျွန်တော်ကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ဒီခေါင်းစဉ်ရဲ့အောက်မှာကောင်းတာတွေရဲ့စိုးတာတွေကိုဆွဲထုတ်ကြရအောင်ဆိုပြီးတော့ကျွန်တော်တို့ပြောကြပါတယ်အဲ့လိုပြောတဲ့အခါမှာခုနက living together ကိုထောက်ခံတဲ့အဖွဲ့ကလက်မထက်ခင်မှာအတူနေကြည့်တဲ့အတွက်ကိုယ့်ရဲ့ partner ရဲ့ကောင်းမှုမကောင်းမှုအဲ့အရာတွေကိုအနီးကပ်တွေ့ရမယ်သူ့ရဲ့ behavior အစစ်ကိုတွေ့ရမယ် habitual ကိုတွေ့ရမယ်ဆိုပြီးတော့အကောင်းဆုံးသိရတဲ့အတွက်ရှေ့လျှောက်တစ်သက်လုံးဘဝကိုရင်းပြီးတော့ marriage လုပ်ဖို့အတွက်ဆုံးဖြတ်ဖို့အတွက်ဒီလိုနေတာဟာကောင်းတယ်လို့ပြောပါတယ်ဒီဘက်ကလုံးဝလက်မခံတဲ့အဖွဲ့အကြတော့ဒီလို living together ဆိုတာဟာ society နဲ့လက်မခံဘူးအဝင်းကျင်ကသဘောမကျဘူးဖျားဟောတရားနဲ့မညီဘူးဘယ်ဘာသာတရားမှအခုလိုမျိုးမသတ်မှတ်ထားဘူးနေကြပါထိုင်ကြပါလို့ဘယ်သူမှမဟောဘူးမပြောဘူးဆိုပြီးတော့ပြောကြပါတယ်အဲ့လိုနဲ့နှစ်ဖွဲ့သားကောင်းတဲ့အချက်တွေဆွဲထုတ်စိုးတဲ့အချက်တွေဆွဲထုတ်ရင်းနဲ့တဖြည်းစိတ်တွေဟာဝုန်းဝုန်းတိုင်းရန်ဖြစ်တယ်လို့ငါကောင်းတယ်ငါတာတယ်လို့မဖြစ်တော့ဘဲနဲ့ညှိနိုင်နဲ့ဟုတ်ပြီliving together ကိုလက်ခံတဲ့ society ထဲမှာဆိုရင်တော့နေသင့်ပါတယ်ပြင်ဆင်သင့်ပါတယ် living together ကိုလက်မခံတဲ့ society ထဲမှာဆိုရင်တော့ကျွန်တော်တို့ဟာထိမ့်သိမ်းရှောင်ရှားပြီးတော့ဘယ်လိုဘယ်ကဲ့သို့ဘယ်ချမ်းသာသွားသင့်ပါတယ်ဆိုတဲ့အဖြေကိုရပါတယ်ခုနကကျွန်တော်ပြောခဲ့မှုပါတယ်ငါကြီးပဲ100တစ်ဖက်သား0ဆိုတဲ့ပုံစံတော့ကျွန်တော်တို့ရမှာမဟုတ်ပါဘူးသူ90ကို90ဆိုတဲ့အဖြေကိုရသွားကြပါပြောရမယ်ဆိုရင်တော့ကာလန်ဒေတန်ဧကန်တနံပေါ့ဗျာသူ့ကာလသူ့ဒေတာသူ့အချိန်နဲ့သတ်မှတ်မှုတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့နေထိုင်ဆောင်ရွက်တာဟာပို့ပြီးတော့အကျိုးရှိတယ်ဆိုတာတွေ့ရပါတယ်အဲ့ဒါဟာစာသင်ခန်းထဲမှာတွေ့ခဲ့ရတဲ့ conflict ကိုကင်တွယ်ဖြေရှင်းနည်းလေးကို lesson ကမ်းခြင်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နာမည်ညီညီပါ